မင်းနဲ့မဆိုင်ဘူးဟာမင်းပြဒါငါဖယားရှိလားဖယားဆိုတာတူးပိုင်ဖယားလဲဘုံပိုင်ဖယားလည်းမရှိဘူးဥပိုင်ဖယားလည်းမရှိဘူးလူမျိုးပိုင်ဖယားလည်းမရှိဘူးနိုင်ငံပိုင်ဖယားလည်းမရှိဘူးအဲ့ဆိုဖယားဆိုတာဟာလောကီတာအပေါင်းဖြစ်တဲ့ပုထုဇဉ်လူသားအပေါင်းနဲ့ဆိုင်လားမဆိုင်ဘူးဆိုင်တာစစ်မှန်တဲ့ဖယားဒီဘယ်တော့မှအပိုင်လည်းမခံပါဘူးနော်မင်းဟေးမင်းကငါပိုင်တယ်နော်မင်းကငါကျွေးထားတာအားကြောင့်သူများဖျားမလို့ရငါဖျားပဲလို့ရလားမရဘူးဖျားဆိုတာဥပိုင်ဖျားဘုံပိုင်ဖျားမရှိဘူးဒါကြောင့်ဖျားနဲ့ပတ်သက်မှအငင်းကိုပြုစရာကြောင်းအငင်းကိုပြုစရာကြောင်းရှိဘူးမရှိဘူးဖျားဆိုတာပုထုဇဉ်လူသားအပေါင်းနဲ့ဆိုင်လားမဆိုင်လားဆိုင်တာအနန္တတကုနဲ့ပြီးဆိုတန်ရှင်နဲ့ဖြောက်မှတ်တဲ့စင်ကြယ်သစ္စာရှိနေစာထာဝရတည်နေတဲ့ဘုရားအဲ့ဒါကဘုံပိုင်ဘုရားတူးပိုင်ဘုရားနော်ဘာသာပိုင်ဘုရားရှိလားဘာသာပိုင်ဘုရားလည်းမရှိဘူးနော်ဘာသာပိုင်ဘုရားလည်းမရှိဘူးဒါကြောင့်ယနေ့ကျွန်တော်ကြီးဘုရားဟုတ်လားနော်ဒါကြောင့်ကိုယ့်ရဲ့ဘဝတက်တယ်ပါကြီးဘုံပိုင်ဘုရားတူးပိုင်ဘုရားမရှိအဲ့ဒါအကုန်လုံးနဲ့ဆိုင်လားမဆိုင်လားလူမျိုးတူတူမတူတူဆိုင်လားမဆိုင်လားအစင်းနဲ့တူတူမတူတူဆိုင်လားမဆိုင်လားအားလုံးနဲ့ဆိုင်တယ်ဗျဘုရားကဘုသူမျက်နှာမှမလိုက်အစင်းနဲ့ခွဲခြားတဲ့ဘုရားလည်းမဟုတ်ဘူးနော်ဒါကြောင့်ဒီနေ့ကျွန်တော်အတ္တတာဒီမှာဖယားဆိုတဲ့ပုဂ္ဂိုလ်တော်မျိုးကျွန်တော်ကိုးကွယ်ရခြင်းဘာလို့ကိုးကွယ်ဘာလို့ကိုးကွယ်အကျဉ်းနဲ့ညီကိုကျန်နေပြီဘာလို့ဘုရားကိုကိုးကွယ်တာယုံကြည်အားကိုလို့ကိုးကွယ်အကျန်တဲ့ညီကူရောဘာမှရွေးချက်မရှိဘူးဆိုတော့သူများလိုက်ခေါ်လို့ကိုလိုက်ခေါ်သူများလိုက်သွားလို့ကိုလိုက်သွားတယ်အထဲမှာပါနေလိမ့်မယ်နော်ဒါပေမဲ့အဲ့ဒီထဲမှာကိုမပါဖို့အရေးကြီးဂိုင်းနာတိဖို့အရေးမရှိဘူးလားအရေးကြီးတယ်ဒီတော့တော့ရွေးချက်ရှိလားမရှိရလေဒီနေ့ဘာစားလဲငါဝယ်မလို့ဆိုတာကြိုတင်စဉ်းစားမှသွားတာအဲ့တော့ရွေချက်ရှိရလေအခုကျွန်တော်ဘုရားကိုကိုးဖို့တဲ့ရွေချက်လည်းရှိလားမရှိဘူးလားဘာရွေချက်ကိုကိုရမှာပေါ့အဲ့လိုလားဘုရားဆိုမှကိုကိုရမှာပေါ့အဲ့လိုပဲလားယုံကြည်လို့ကိုလေယုံကြည်လို့ကိုကိုရစီရွေချက်ပြောကျန်တဲ့လူတော့ဘာမှမပြောဘူး။ဟောတက်ကိုရအောင်အဲ့လိုပြောကျွန်တော်အခုပြောတာမှန်တယ်။ဘာကြောင့်လဲဆိုလူရဲ့ဘဝအတွက်တာတင်ရင်ပြီးသွားလား။မပြီးဘူး။တင်ခြင်းမြတ်တစ်ဖက်ကမ်းမှာအဘေးဆိုဒုက္ခရှိလို့ဒုက္ခဆိုတဲ့ထာဝရရှိလားမရှိဘူး။ဘာဆိုဒီနေ့ကျွတ်သမိုင်းလူဟာတည်သွားရင်လားပြီးသွားရင်ကိုးကွယ်ကြလို့အောင်မလားဖျားလို့အောင်မလားတရားလို့အောင်မလားကောင်းတာဆိုးတာကိုပိုင်းခြားကြလို့အောင်မလားလို့လားမလို့ဘူးတည်ရင်သာပြီးသွားရင်နော်တည်ရင်သာဇတ်သိမ်းသွားရင်ပြီးသွားရင်ဖျားလည်းမလို့တရားလည်းမလို့အကောင်းဆိုးပိုင်းခြားလည်းမလို့ဒါကြောင့်ဒီနေ့ကျွတ်သမိုင်းနေလူဟာတည်ရင်မပြီးဘူးဆိုတာဘာသာတရားအတီးကြီးကနေညီမောင်ထုတ်ကြတယ်မပြီးဘူးနော်လူဘဝအတက်တာတိုးတိုးလေးမိတ်ဆွေတက်ကိုယ်လည်းထဲမှာကိုယ်ခန္ဓာမှာရှိနေတယ်လို့ကိုယ်ပိုင်လေလို့ထင်နေကြတယ်မပိုင်ဘူးဒါပေမဲ့ရွေးချယ်ပိုင်ခွန်းတော့မိမှာအပြည့်ဝရှိရွေးချယ်ပိုင်ခွန်းတော့ကျွန်တော်အရောက်ထဲမှာအပြည့်ဝရှိကိုယ့်ရဲ့အတက်ကကိုယ့်လက်ထဲမှာကိုယ်ပိုင်တဲ့အရာမဟုတ်အဲ့တော့လူတွေပေါ်တဲ့တက်နေကြလေလောကကနေကိုမထင်မှတ်တဲ့နေ့တနေ့မှာကောက်ကကြီးငါပါသွားလိမ့်မယ်အဲ့ဒါစကပုံကအသွားမတော်တလန်အသားမတော်တလုံးလို့ပြောကြတယ်နေမီညပြောက်ညမီနေပြောက်မဟုတ်တော့ဘူးတဲ့နေမီနေပြောက်
nhá đầu mà biểu đồ nè mi nè biểu nhá mi nhá mi họ khả năng nó đồ mi đấy cũng chỉ có thoát qua đi ai cố vậy được khôngဒီနေ့ကျွန်တော်တာပါပြဿနာအဲ့ဒါပဲကျွန်တော်လူ့ဘဝအသက်တာအသက်ရှင်နေဆိုခက်တာလေလို့တမလွန်သွားရမှာအခုကျွန်တော်ဒီနေ့နေထွက်လာတာလေဒီတဲ့ဝင်သွားလိမ့်မယ်လာထွက်လာလဲလာလဲကိုယ်မဲ့အချိန်ကရှိရဲ့လူ့ဘဝကလည်းမွေးတဲ့နေ့ဒီကနေ့ပြောနိုင်လားကိုယ့်ရဲ့ဘယ်နဲ့ထွက်ခွာပြောနိုင်လားမပြောနိုင်ဘူးမပြောနိုင်တဲ့ဘဝတမှာဘေးသွားမလဲတိဖို့အရေးမကြီးဘူးလားဘေးပေါ်မှာမူတည်မမဆိုကိုချောင်းလေးတောင်ရခုတ်ပါရောတနေ့ဟာနောက်နေ့မှာအကောင့်ပြန်ခုတ်ယူရဟုတ်တယ်နော်အိမ်တော်ပြုတ်မှရင်တက်တက်တောင်ရခုတ်မှရင်တနေ့အိမ်တော်ပြုတ်မှရင်တက်တက်ပဲကိုယ်ကိုချင်းမှရင်ထောင်ရနောက်တော့ကျွေးအတမီးလေးကိုယ်ကိုယ်လေဆိုတဲ့အရာကနော်စကလုံးနှလုံးကိုပူပေါင်းလာတာကိုစားတယ်ဖယားသခင်ကိုမှန်ကန်စွာကိုးကွယ်တဲ့လူရဲ့အတ္တမှာဖယားကိုမှန်ကန်စွာကိုးစားတဲ့လူရဲ့အတ္တမှာဖယားရဲ့အကွယ်ကာရှိတယ်ဟာပြဿနာပဲကြုံလာယခုဘဝတင်သမကဘူးထာဝရတိထိုဖယားဒီကွယ်ကံမှားဆနိုင်တဲ့ဖယားဖြစ်တယ်အဲ့ဒါမို့ကျွန်တော်ကဖယားကိုယုံလားမယုံလားယုံတယ်ဆိုရင်စကလုံးရဲ့အတိတ်ပဲဒီပါလေရိုးရိုးတမန်စကားနဲ့ပြောမဆွေ